BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါကြားဖြန့်ကြောင့်ဝါတက်ရာရှိ2ဦးယာရုဖြုတ်ခံရပြီးထောင်3နှစ်ချမှတ်ခံရပြီးဝါပြည်နယ်တရားရေးကော်မတီရဲ့အရာရှိ2ဦးဟာယာရုကိုအသုံးချကအွန်လိုင်းငွေလိမ်လုပ်ငန်းမဲ့ဆက်ဆက်တယ်ဆိုပြီးရရှိထားတဲ့ယာရုအားလုံးကထုတ်ပယ်ကထောင်ဒဏ်3နှစ်စီချမှတ်လိုက်တယ်လို့ဝါပြည်နယ်တရားရေးရလုပ်ငန်းကော်မတီကထုတ်ပြန်ပါတယ်ဧပြီ25ရက်ထုတ်ပြန်ချက်အရအရေးယူခံရသူတွေကဝပြည်နယ်တရားရေးကော်မရှင်အောက်ကရေးတပ်ဖွဲ့ဒရိုက်တာဂျောင်ဂိုလီယန်နဲ့ထောက်လန်းရေးဘျူရိုဒုတိယညွှန်ကြားရေးမှူးဂျောင်ရူစီအောင်တို့ထုတ်ပါတယ်။ရဲတပ်ဖွဲ့ဒရိုက်တာဂျောင်ဂိုလီယန်ကဘီယိုကော်မတီရဲ့ညွှန်ကြားချက်အမိန့်တွေကိုလစ်လူရှူပြီးယာဒူးကိုအသုံးချကဥပဒေကိုချိုးဖောက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။သူကဆွေမျိုးနဲ့လက်အောက်ငယ်သားတွေရဲ့အွန်လိုင်းငွေလိမ်လုပ်ညက်မှုတွေကိုယာဒူးသုံးပြီးအကာအကွယ်ပေးတယ်လို့ဝပြည်နယ်တရားရေးလုပ်ငန်းကော်မတီကဆိုပါတယ်။ထောင်လန်းရေးဘျူရိုဒုတိယညွှန်ကြားရေးမှူးဂျောင်ရူစီအောင်ကတော့ကြားဖြန့်အလုပ်သမားတွေကိုနေရာထိုင်ငန်းငံရန်တာခိုလုံကွန်းဖေးတာကိုလှုပ်ဆောင်တယ်လို့ဆိုပါတယ်။ဝါတက်ကရှမ်းမြောက်မှာကြားဖြန့်ကိုပထမဆုံးနှိမ်မင်းတဲ့အဖွဲ့ဖြစ်ပါတယ်။2023ခုနှစ်စက်တင်ဘာလမှာ1200ကျော်ကိုနယ်စပ်ကနေတရုတ်ကိုပထမဆုံးလွှဲပေးခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာရှမ်းမြောက်မှာကြားဖြန့်နှိမ်မင်းရည်တွေစက်တိုက်ပေါ်လာပြီး2018စင်ရင်ပြေကြားဖြန့်နဲ့ဆက်ဆက်တဲ့ဆိုပြီးတရုတ်ကိုပြန်လွှဲပေးခဲ့သူတောင်းနဲ့ကြီးရှိခဲ့ပါတယ်။အခုကဝါတက်ကကြားဖြတ်နဲ့ဆက်ဆက်ပြီးထိပ်ပန်းရာရှိတွေကိုအရေးယူတဲ့အကြောင်းပြောလာတာထပ်ပါတယ်။ဧပြီ25ရက်နေ့ဦးမင်းအောင်လိုင်းနဲ့တရုတ်ကွန်မြူနစ်ပါတီဘီယိုကော်မတီနိုင်ငံရေးရာဘီရိုအဖွဲ့ဝင်နဲ့နိုင်ငံရေးဝန်ကြီးဝမ်အီဂျီတို့တွေ့ဆုံချိန်မှာလဲအွန်လိုင်းငွေလိမ်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုပူးပေါင်းတိုက်ဖျက်သွားမယ်လို့ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။မတူးတဲ့လာစာထိုးတက်တဲ့ကုန်စည်နှုန်းလာစာမကြံစူဆောင်းငွေမရှိလာတာတဲ့မြမလူငယ်တွေလူငယ်တွေရဲ့စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုအမြင့်ဆုံးကိစ္စကအလောက်ကောင်တဲ့ဝင်ငွေအရေးဖြစ်တယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးအစီအစဉ် UNDP ရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်ကထုတ်တဲ့6ကန်းဆက်ထက်ကမျိုးဆက်အစီအစဉ်အရင်ကဆိုပါတယ်။မြန်မာကလူငယ်4ဦးမှာ2ဦးအတိအကျပြောရရင်လူငယ်4000လောက်ကအလောက်လက်မှတ်ဖြစ်နေတယ်လို့ UNDP ရဲ့အချက်လက်ကဖော်ပြပါတယ်။မြန်မာမှာကိုဗစ်ကပ်ဘေးရာကနလန်တူနေချိန်စစ်တပ်ကအာဏာသိမ်းတာကြောင့်9နှစ်အတွင်းမှာနိုင်ငံတွင်းမှာအထွေထူးကုန်စည်နှုန်းက3ဆကနေ6ဆအထိမြင့်တက်လာပါတယ်။တဒေသအသီးသီးကလူငယ်တွေအခြေပြုဝင်ငွေရှာရရန်ကုန်မြို့ကို BBC ကအာယုံစိုက်ချင်းကတ်ခဲ့ပြီးရန်ကုန်ကအထည်ချုပ်စစ်ရုံကလူသမားကချို့အလေအလတ်ဆင့်ရှိပုဂ္ဂလိကလုပ်ငန်းတွေကဝန်ထမ်းတချို့နဲ့ပုဂ္ဂလိကကုမ္ပဏီကြီးတွေကကုမ္ပဏီဝန်ထမ်းတွေနဲ့စကားပြောခဲ့ပါတယ်။အလုတ်ကန်အလို့ဟာ3လူအတိုက်သူတို့ရရဲ့ဝင်ငွေလက်စာမတူညီပေမဲ့ဝင်ငွေနဲ့ထုတ်ငွေမမျှတော့လို့အကျွေးတဲ့မကင်းဖြစ်လာကြသလိုစုဆောင်းပိုရန်ငွေမရှိတော့ဘူးလို့သဘောတူစွာယဉ်ပွင့်ကြပါတယ်။သူတို့ဝင်ငွေနဲ့သူတို့ထွက်ငွေဘလို့တွေပြောင်းလဲကုန်ကြလာကြလဲဒီအခြေအနေကိုဖြည့်ရှင်းနိုင်ရေးသူတို့ဘလို့ရုန်းကန်နေကြလဲ17နှစ်ဆက်တိုင်းမြင့်တက်လာတဲ့ကမ္ဘာစစ်အသုံးစားရိတ်2025မှာဆက်မြင့်တက်တကမ္ဘာလုံးအတိုင်းဒါနစစ်အသုံးစားရိတ်ခါမနစ်ကထက်1.9%ထပ်တိုးလာပြီးဒါဟာ17နှစ်ဆက်တိုင်းမြင့်တက်လာတာလို့ Stockholm နိုင်ငံတကာငင်းချမ်းရေး Institute က April 28ရက်မှာအစီရင်ခံစာထုတ်ပါတယ်နှစ်စဉ်ထုတ်ပြန်နေတဲ့ဒီစစ်အသုံးစားရိတ်စည်ရင်းထဲမှာ2028ခုနှစ်ဘတ်ဂျက်အသေးစိတ်ထုတ်ပြန်ခြင်းမရှိတဲ့မြန်မာကတော့ပါဝင်လာတာမတွေ့ရပါဘူး။ CPRI ကမနစ်တုန်းကထုတ်ပြန်လေ2029ခုနှစ်ကမ္ဘာစစ်အသုံးစားရိတ်စည်ရင်းမှာတော့မြန်မာနိုင်ငံဟာ2023ခုနှစ်ကထက်66%တိုးသုံးပြီးအာရှနဲ့အိုရှီနီးယားဒေသမှာစစ်အသုံးစားရိတ်အမြင့်ဆုံးတိုးသုံးခဲ့တဲ့နိုင်ငံဖြစ်ခဲ့တာပါ။2028ခုနှစ်အတွက်ကမ္ဘာစစ်အသုံးစားရိတ်စုစုပေါင်းကအမေရိကန်ဒေါ်လာ2888ဘီလီယံရှိပါတယ်။အမေရိကန်တရုတ်နဲ့ရုရှားတို့ကတော့စစ်အသုံးစားရိတ်အများဆုံးသုံးခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။တကမ္ဘာလုံးသုံးခဲ့တဲ့ပမာဏရဲ့50%ကိုဒီနိုင်ငံ3နိုင်ငံကသုံးခဲ့တာထပ်ပါတယ်။မြန်မာပါဝင်တဲ့အာရှနဲ့အိုရှီနီးယားဒေသမှာတော့စစ်အသုံးစားရိတ်ခါ2029ခုနှစ်ကထက်8.3%တိုးလာပါတယ်။အမေရိကန်ဒေါ်လာ680ဘီလီယံသုံးတဲ့ပမာဏဟာလွန်ခဲ့တဲ့2016ခုနှစ်ကထက်48%တိုးလာတာဖြစ်ပါတယ်။ဒီနေ့မှာရှင်းရှင်းလင်းလင်းမသိရတဲ့မြန်မာရဲ့စစ်အသုံးစားရိတ်ကိုကြည့်ရင်2021ခုနှစ်စစ်အာဏာသိမ်းတဲ့နှစ်မှာအမေရိကန်ဒေါ်လာ3.9ဘီလီယံဝန်းကျင်ရှိရာကနေ2029ခုနှစ်မှာ9ဘီလီယံဝန်းကျင်အထိတိုးမြင့်သုံးစွဲလာတာကို CPRI ရဲ့အချက်လက်အရသိရပါတယ်။တန်တောင်ကြီးထဲကိုစစ်တပ်ဘုံကျဲလို့တေဆုံးသူ9ဦးထက်မနည်းရှိလဲဝဲကစစ်တပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကလေချောင်းဘုံကျဲမှုစစ်တပ်လုံနေတယ်လို့ဆိုနေပြည်တော်နယ်မိတ်လဲဝဲမြို့နယ်ထဲကစစ်တပ်ကာကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ကလျက်ကကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ထဲကိုစစ်တပ်ကမနေ့တုန်းကလေချောင်းကနေဘုံကျဲလို့အရာသား9ဦးထက်မနည်းတေဆုံးတယ်လို့သိရတဲ့အကြောင်းနေပြည်တော်ရှစ်လဲတုံညခနိုင်တက်ရင်နိုင်နီးဆက်သူကပြောပါနဲ့ဧပြီလ22ရက်မှာလဲဝဲမြို့နယ်ထဲကကာကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကတန်တောင်ကြီးမြို့နယ်မြောက်ပိုင်းဒေသကိုလေချောင်းဘုံဆက်တိုက်ကျဲချတိုက်ခိုက်နေတယ်လို့လည်းမြေပြင်အခြေအနေသိရှိသူကပြောပါတယ်မနေ့ကဗဟန်းရွာမှာလေချောင်းတိုက်ခိုက်ရပြီးအရာသား9ဦးထပ်မံတေဆုံးတယ်လို့ကနေနုသိရပါတယ်
ဒီဆုံးသူတွေဟာကလေးငယ်တအူးအပါဝင်တစ်ဆွဲသမမိသားစုတအူးကဖြစ်တယ်လို့လည်းသိရပါတယ်ညကတော့လည်းတန်တောင်မြောက်ပိုင်းမှာဘုံထတ်ကျဲတယ်လို့နေရာအတိကျတဲ့အခြေအနေကိုစုံစမ်းအတိအပြုနေတုံးပဲလို့မြေပြင်အခြေအနေသိရှိသူကပြောပါတယ်ဧပြီလ25ရက်တုန်းကတော့တန်တောင်ကြီးမြို့နယ်ထဲကဘုံတောင်ရွာကိုဧပြီလ26ရက်မှာတစ်အဲရွာကိုလည်းလေကြောင်းဘုံကျဲဟဲ့နီအရာသားတည်ဆုံမှုရှိတယ်လို့ဆိုပါတယ်ဗဟန်တို့တော်ဘုံရွာတို့ဆိုတာကအဖွဲ့အစည်းထိန်းချုပ်ထားတဲ့နေရာပေါ့တော်ဘုံရွာကကရန်ပီတစ်ဂိတ်ပါဘုံကျဲသွားတာလို့မြေပြင်အခြေအနေသိရှိသူကပြောပါတယ်စစ်တပ်ဖက်ကမြေပြင်စစ်ကြောင်းနဲ့လေကြောင်းဘုံတိုက်ခိုက်ကကြောင့်ကြောက်ကြည်တောင်အုပ်စုမင်းလန်းတောင်အုပ်စုနဲ့ငွေတောင်အုပ်စုအပါအဝင်တန်တောင်ကြီးမြောက်ပိုင်းကျေးရွာတွေကရွာတွေစစ်ဆောင်နေကြပါတယ်အင်ဒိုနီးရှားကယထာတိုက်မှုတည်ဆုံသူ14ဦးထိရှိမနေ့ကည8နာရီဝန်းကျင်မှာထူပွားခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ကင်းကယထာတိုက်မှုအတွင်းအနည်းဆုံးလူ14ဦးတည်ဆုံပြီးဒါဇင်နဲ့ချီထိခိုက်ဒဏ်ရာရတယ်လို့ BBC အင်ဒိုနီးရှားဌာနကနေသတင်းရရှိပါတယ်။ကယ်ဆယ်ရေးသမားတွေကပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့ကြိုးစားနေကြဆဲဖြစ်ပါတယ်။ဒီသာရင်းမီဒီယာတွေမှာပြသနေတဲ့ရုပ်သံတွေမှာတော့ဒဏ်ရာရသူတွေကိုလူနာတင်သွင်းလဲတွေနဲ့တွေ့ထုတ်နေတာတွေ့ရသလိုဓာတ်ပုံတွေမှာတော့ကယ်ဆယ်ရေးသမားတွေကယထာတွဲကြားညက်နေတဲ့ကြားကနေလူတွေကိုကယ်ထုတ်နေတာတွေ့ရပါတယ်။အသက်ရှင်ကျန်လေတည်ရေးပေမဲ့ယထာတွဲကြားညက်နေတယ်လို့အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအေဂျင်စီရဲ့ခေါင်းဆောင်မိုဟာမက်ရှာဖီကသတင်းထုတ်တွေကိုဒီနေ့မနက်အစောပိုင်းမှာပြောထားပါတယ်။အခုရှင်ဒီပိတ်မိနေသူတွေရှိပါသေးတယ်။သူတို့ကိုကယ်ထုတ်နိုင်ဖို့မျှော်လင့်ပါတယ်။ကျွမ်းကျင်တဲ့ဝန်ထမ်းတွေလိုအပ်နေတယ်လို့သူကပြောပါတယ်။နိုင်ငံပိုင်မိသားလုပ်ငန်း KAI ရဲ့အကြီးအကဲကတော့ယထာတိုက်ကိုဖြစ်တဲ့ပတ်ဝန်းကျင်ကစီးရုံမှာလူပေါင်း84ဦးကိုစေကူတမှုပေးခဲ့တယ်လို့ဆိုပါတယ်။ဒီယထာတိုက်မှုဖြစ်စဉ်ဟာယထာလန်းအလဲမှာကန့်လန့်ရက်နေတဲ့အငါကားတစ်စီးကိုခရီးသည်ယထာတစ်စင်းကတိုက်မိတာကနေစတင်ခဲ့တာထက်ပါတယ်။အငါကားကိုတိုက်မိတဲ့ယထာနောက်ကိုနောက်ထပ်ယထာတစ်စင်းကဝင်တိုက်ရာကနေခရီးသည်တွေပိတ်မိတာတေဆုံးတာတွေရှိလာတာထက်ပါတယ်။ချားဘရင်လဲကျင်ရသောမိဖုရားတို့အမေရိကန်ကိုရောက်ရှိပြီးဖြစ်တယ်။တတိယမြောက်ချားစ်ဘရင်နဲ့ကျင်ရသောမိဖုရားကမီလာတို့ဟာ၄ရက်မြောက်နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိပြီးဖြစ်ပါတယ်။ဒါဟာနိုင်ရွာစွာပြီးဖြစ်တဲ့ဖိတင်ဘရင်မကြီးဒုတိယမြောက်အဲလစ်ဇဘက်ရဲ့2009ခုနှစ်နိုင်ငံတော်ခရီးစဉ်အပြီးပထမဆုံးအမေရိကန်ခရီးစဉ်ဖြစ်လာပါတယ်။မေရီလန်းပြည်နယ်ကအန်ဒရူလေတက်စခန်းကိုဆက်ရောက်လာတဲ့တော်ဝင်ဇနီးမောင်နှံကိုသမ္မတထရမ့်နဲ့သမ္မတကတော်တို့ဟာအင်ပြည်တော်မှာဧည့်သည်ခံကြိုဆိုခဲ့ပါတယ်။ဝါရှင်တန် DC မြို့မှာသမ္မတထရမ့်တက်ရောက်တဲ့ညစာစားပွဲမှာတနက်ဖိခံမှုဖြစ်ပြီးတဲ့နောက်အခုခရီးစဉ်ထွက်ပေါ်လာတာဖြစ်လို့တော်ဝင်ဇနီးမောင်နှံရဲ့အခုခရီးစဉ်မှာအတော်လေးကိုလုံခြုံလေးတင်ချထားပါတယ်။ ချားစ်ဘရင်ဟာ American Congress လွှတ်တော်မှာအင်္ဂါနေ့မှာမိန့်ခွန်းဖော်ဖို့ရှိပါတယ်။နိုင်ငံတကာစိန်ခေါ်မှုတွေတိုးပွားလာတဲ့အချိန်မှာဒီမိုကရေစီစံနှုန်းတွေကိုအတူတကွကာကွယ်ရပ်တည်ဖို့လိုအပ်နေတဲ့အကြောင်းချားစ်ဘရင်ကသူ့မိန့်ခွန်းထဲမှာထည့်ပြောနိုင်ချေရှိပါတယ်။ American နဲ့ဗြိတိန်ကြားနှစ်ဖက်သဘောထားမတူညီမှုတွေရှိနေတဲ့အချိန်မှာချားစ်ဘရင်နဲ့အခုခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဗြိတိန်အစိုးရကိုစားတွားရောက်တဲ့အခုခရီးစဉ်ဟာ American ကဗြိတိန်ကနေလွတ်လပ်ယူတဲ့နှစ်250ပြည့်တဲ့အချိန်မှာထွက်ပေါ်လာတာဖြစ်လို့နှစ်နိုင်ငံဆက်ဆံရေးကိုခိုင်မာစေဖို့အားထုတ်မှုလည်းဖြစ်ပါတယ်။တော်တော်ရှင်များခင်ဗျာဒီညအတွက် BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါနောက်ဆုံးရသတင်းတွေအပြင်သတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbcburmese.com မှာလည်းအချိန်နဲ့ဒီပြင်းညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှဖျားကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာBBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။